ဒီတစ်ခါပြောပြပေးချင်တဲ့အကြောင်းကတော့တောင်အာဖရိကတိုက်နမ်မီးဘီးယားနိုင်ငံကစွန့်ပစ်မျိုးကလေးတစ်မျိုးရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီမျိုးကလေးကတော့နမ်မီးဘီးယားနိုင်ငံနာမည်တဲကနာယာထဲမှာတည်ရှိတဲ့ Coleman Scott ဆိုတဲ့မျိုးကလေးဖြစ်ပါတယ်1908ခုနှစ်မှာဂျာမန်လိုင်ကောင်ကြီးကြပ်ရေးမှုတအုပ်ရဲ့ဝန်ထမ်းတအုပ်ဖြစ်သူ Zacharias Liwala ဆိုသူကစိန်တလုံးရှာဖွေတွေ့ရှိခဲ့ရာကနေစလို့ဒီမျိုးငယ်လေးကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကဒီဒေသအပါအဝင်အနောက်တောင်အာဖရိကဒေသအချို့ကိုဂျာမန်အင်ပါယာကထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ် Coleman Scott ကိုလူတာရစ်စစ်ကမ်းမျိုးရဲ့ရှေ့တောင်ဘက်9.6 မိုင်ခန့်ကမီယထားလန်းနဲ့ချိတ်ဆက်ထားတဲ့နေရာမှာတိစောက်ခဲ့တာဖြစ်ပါတယ်စိန်တူဖော်ရေးလုပ်ငန်းတွေကြောင့်ဒီမျိုးငယ်လေးဟာ1910ပြည့်နှစ်ပတ်ဝန်းကျင်မှာကျွဲဝချမ်းသာတဲ့မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်ဂျာမန်ပုံစံကြီးမားတဲ့အင်ကြီးတွေဈေးရုံဘောလင်ကွင်းကာစီနိုဘောလုံးခန်းမှာရေကိန်းစက်နဲ့အာဖရိကမှာပထမဆုံး H3 ဆက်တက်ဆင်ထားတဲ့ဈေးရုံကိုပါတိစောက်ခဲ့ပြီးဈေးငံပစ္စည်းတွေနဲ့စီကားခဲ့ပါတယ်အဲဒီအချိန်ကဒီမျိုးမှာဂျာမန်လူမျိုး350ခန့်နဲ့ဒေသခံလောက်သား1000ခန့်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့1920ပြည့်လွန်နှစ်တွေမှာတော့ဒီဒေသကစိန်တွင်းတွေကနေစင်ရရှိမှုနှဲပါလာတာကြောင့်မြို့ရဲ့စီးပွားရေးဟာလည်းထိုးကျသွားခဲ့ပါတယ်ဒီလိုနဲ့မြို့သူမြို့သားတွေအပြေးပြေးပြောင်းရွှေ့သွားခဲ့ကြပြီး1950ပြည့်လွန်နှစ်တွေမှာနောက်ဆုံးနေထိုင်သူတွေထွက်ခွာသွားတဲ့နောက် Coleman Scott ဟာစွန့်ပစ်မြို့ဖြစ်သွားခဲ့ပါတယ်နာမည်တဲကနာယာထဲမှာတည်ရှိနေတာကြောင့်ဒီစွန့်ပစ်မြို့လေးကိုအချိန်ကြာလာတာနဲ့အမျှတဲရီယာတပြေးပြေးဝါမျိုးနေပါတော့တယ်တချို့အိမ်တွေရဲ့အခန်းထဲမှာတဲရီယာဒူးစစ်အမြင့်ကနေအမိုးနာထိတောင်ပြည့်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီကနေ့အချိန်မှာတော့ Coleman Scott သမိုင်းဝင်စွန့်ပစ်မြို့တစ်မြို့အနေနဲ့ Nantup Sing Corporation ကထိန်းသိမ်းထားပါတယ်တချို့အဆောက်အအုံတွေကိုပြိုကျမသွားအောင်ထိန်းထားပေမဲ့အများစုကိုတော့ကန္နာရရဲ့တဘာဝအတိုင်းထားရှိပါတယ်စိတ်ဝင်စားတဲ့ခရီးသွားတွေကတော့တမှုထူးခြားတဲ့မြင်ကွင်းတွေကိုတွေ့ရဖို့ဒီနေရာကိုတကူးတကလာရောက်လေ့ရှိပါတယ်ဒီမျိုးလေးကစိန်တူးဖော်မှုကြောင့်တခဏတာကျွဲဝါမှုရဲ့တက်တည်တစ်ခုဖြစ်ပြီးတဲတွေနဲ့ပြည့်နေတဲ့အဆောက်အအုံဟောင်းတွေကဓာတ်ပုံရိုက်ဝါသနာရှင်တွေကိုဆွဲဆောင်လျက်ရှိပါတယ်